Ultra Pro မှာတော့ Current Revolution ကတကယ်ကိုအရှိန်တက်နေပါပြီ။နေ့ညကစားသွားတဲ့ Man United နဲ့ Spurs ပွဲမှာတော့ United က2ဂိုးမရှိနဲ့နိုင်ပွဲဆက်သွားခဲ့ပါတယ်။ဒီပွဲက United ရဲ့နီးပြူကပန်းကျွတ်လစ်မှုနဲ့ Spurs အသင်းကောင်းဆောင်ရဲ့မှားယွင်းမှုတစ်ခုကြားမှာအဖြစ်ပေါ်သွားခဲ့တာပါ။ပွဲစ29မိနစ်မှာတင်ပွဲရဲ့အလှည့်အပြောင်းဖြစ်သွားခဲ့ပါတယ်။ Spurs ကောင်းဆောင် Christian Romero တယောက် Casemiro ကိုအန်ရီရှိတဲ့ပုံစံနဲ့ဖျက်ထုတ်ခဲ့လို့ဒါရိုက်အနီကတ်နဲ့ထွက်ခဲ့ရတာပါ။ဒီအနီကတ်ကပဲ United အတွက်လမ်းပွင့်သွားစေခဲ့ပါတယ်။ပထမပိုင်း38မိနစ်မှာတော့ United ရဲ့လေ့ကျင့်ရေးကွင်းစစ်နီးပြူဟာအတိုင်းဒေါင်းကန်ဘောင်ကနေတစ်ဆင့် Brian Mbeumo ကအဖွင့်ဂိုးကိုလှလှပပသွင်းယူပေးခဲ့ပါတယ်။ Spurs တို့ဒုတိယပိုင်းမှာရုန်းကန်ခဲ့ပြီးမြဲ82မိနစ်မှာတော့ Bruno Fernandes ကဒါလောရဲ့ဖြတ်တင်ဘောကိုပိတ်သွင်းပြီးပွဲကိုအပြတ်သက်အဆုံးသတ်ပေးလိုက်ပါတယ်။ဒီနေ့ပွဲမှာ Curry ရဲ့နီးပြူဟာတကယ်ကိုအတူယူစရာပါ။ United ဟာကွင်းလယ်မှာ Mainu နဲ့ Casemiro ကိုအထိုင်ထားပြီး fullback တွေဖြစ်တဲ့ဒါလောနဲ့ Shaw ကိုတွင်းထဲထိကစားစေခဲ့ပါတယ်။ဒါက Spurs ရဲ့ counter attack တွေကိုလုံးဝပိတ်ဆို့လိုက်တာပါ။ပထမဂိုးကိုကြည့်ရင် United တို့ set piece တွေကိုဘလောက်အသေးချာပြင်ဆင်ထားလဲဆိုတာမြင်နိုင်ပါတယ်။ shot corner ကနေတစ်ဆင့် Spurs ခံစစ်ကိုလူကျွန်းဖမ်းနိုင်ပြီး Mbeumo ကိုနေရာလုတ်ဖန်တီးပေးခဲ့တာတကယ်ကိုပါနေပါတယ်။ Romero အနီကထိသွားပြီးနောက်မှာ United ရဲ့ဗဟိုနောက်ခံလူတွေဖြစ်တဲ့ Maguire နဲ့ Martinez တို့ဟာကွင်းလယ်အထိတက်ကစားပြီး playmaker တွေလိုပါပံ့ပိုးပေးနိုင်ခဲ့တာက Spurs အတွက်ဖိအားတွေဖြစ်စေခဲ့ပါတယ်။အခုဆိုရင် United ဟာနိုင်ပွဲ၄ပွဲစတိုက်နဲ့မှတ်ပေးစရာရဲ့ top 4ဝင်မှုအခွင့်အလမ်းပိုများလာတယ်လို့ Chelsea ထက်ထမတ်အသာနဲ့အဆင့်၄နေရာကိုဆက်လက်ဆုပ်ကိုင်ထားနိုင်ခဲ့ပါပြီ။ Curry ရဲ့ United ကတော့တကယ်ကိုကြောက်စရာကောင်းလာပြီလို့ပြောရမှာပါ။ဒီဗီဒီယိုလေးကိုသဘောကျရင်ကျွန်တော်တို့ရဲ့ Edge of the Pitch Channel ကို like and follow လေးလုပ်ထားပေးဖို့လည်းပြောကြားလိုပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။